မင်္ဂလာပါလူချင်းမင်းတို့ဒီနိုင်ညီကိုတွေရဲ့မိခင်ရောနေအကြောင်းမျိုးမျိုးကြောင့်အလုပ်ထွက်ရဖို့ဖြစ်လာတဲ့အခြေအနေတွေမှာဘာတွေပြင်ဆင်ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့အပိုင်းနှစ်ကိုထပ်ပြောပြသွားပါမယ်အဲ့ဒါကဘာလဲဆိုတော့အလုပ်ထွက်ပြီးအလုပ်ဖောင်တင်ပြီဆိုရင်ကျွန်တော်တို့ကုံထုံးနဲ့ရောက်တယ်ပေါ့နော်ကုံထုံးနဲ့ရောက်တဲ့ညီကိုတွေကလွဲရင်ကျန်တဲ့တခြားအလုပ်အမျိုးဆိုင်နဲ့ရောက်တဲ့ညီကိုတွေကဆိုင်ရဥမာဆောက်လို့ရင်းနဲ့ရောက်တယ်ဆိုဆောက်လို့ရင်းဝင်ခွင့်ရှိပါတယ်စိုက်ပျိုးရင်းနဲ့ရောက်တယ်ဆိုရင်နှုံးချူဆန်တော့ပေါ့နော်စိုက်ပျိုးမွေးမြူနဲ့ရောက်တယ်ဆိုရင်နှုံးချူဆန်တော့ပဲပြန်သွားလို့ရပါတယ်ကုံထုတ်တစ်ခုကပဲကျန်တဲ့အလုပ်တွေကိုပြောင်းခွင့်ရှိပါတယ်ပြီးရင်အဲ့ကျန်တဲ့အလုပ်တွေကနေကုံထုတ်ပြန်ပြောင်းခွင့်ရှိပါတယ်ဆိုတော့ကျွန်တော်ထပ်ရှင်းပြမယ်ကိုရီးယားမှာ E9 နဲ့ E9 ညီကိုတို့ခေါ်တဲ့အလုပ်မျိုးစားတွေကျွန်တော်ရှင်းပြပါမယ်နော်တကယ်တော့9မျိုးရှိတယ်ဒါပေမဲ့အရင်ဆုံးကျွန်တော်9မျိုးကိုပြောပြမယ်ပထမတစ်ခုကဂျေဂျိုအောင်ကုံထုတ်လုပ်ငန်းနော်ကျိုးဆုံးတော့ဗောနော်ကျိုးဆုံးဆိုတာတင်မောချင်းနေဗောနော်ဒါမျိုးခြေကျိုးထည့်ဝင်ပါတယ်ဒါမျိုးကျွန်တော်ခွဲပြလိုက်တာနော်နောက်ဘုံဆော့တော့အဲ့ဒါဘာလဲဆိုတော့ဆောက်လို့ရေးလုပ်ငန်းနောက်တစ်ခုနှုံးချူဆန်တော့စိုက်ပျိုးရေးနဲ့မွေးမြူရေးဗောနော်နောက်ပြီးတော့ကျွန်တော်တို့မြန်မာတွေမခေါ်ပေမဲ့လည်းအော်မီရန်ရှော့ဗောနော်ဒီလုပ်ငန်းနဲ့ငါဖမ်းချင်းဗောနော်နောက်တစ်ခုကဘာလဲဆိုတော့အင်မော့အရာခေါ်ဖြစ်တယ်ဗောနော်တောင်မတက်မျက်ရည်တဲ့အလုပ်ပေါ့တစ်တော့ဗောဗျာနောက်တစ်ခုကကျတော့ခွန်းငေါ့ဒါလည်းမြန်မာပြည်တော့မခေါ်ပါဘူးလူကြိုက်နေပြောပြပေးတာပါခွန်းငေါ့ဆိုတာမိုင်းတက်တူတွင်းလို့သူခေါ်ရေးဟာလေပေါ့နော်နောက်တစ်ခုကထပ်ပြီးတော့ဘာရှိသေးလဲဆိုတော့ service off ပေါ့နော်ဝန်ဆောင်မှုလုပ်ငန်းလို့ညာသိကြတယ်ပေါ့နော်အဲ့ဒါတွေရှိတယ်ဆိုတော့ကျွန်တော်ပြောချင်တဲ့ဟာကဒီ J job လို့ခေါ်တဲ့ဒီကုံထုတ်ကနေဆောက်လုပ်ရေးတွေဘာလို့ပြောင်းချင်ရတယ်ဆိုတာကဘယ်လိုလဲဆိုတော့အလုပ်ဖောင်တင်တဲ့နေ့မှာဟိုကုံထုတ်နဲ့ထွက်လာတယ်ပြီးရင်ဆောက်လုပ်ရေးသွားခြင်းနေဆိုရင်တော့ဆောက်လုပ်ရေးလုပ်ချင်ပါစီတင်ရတယ်ဒါပေမဲ့ဒီဆောက်လုပ်ရေးတင်ပြီးကကြမှာအဲ့အလုပ်ရှာခြင်းကာလအတွင်းမှာပဲထပ်ပြီးတော့ကုံထုတ်ပြောင်းလို့တော့မရဘူးဆောက်လုပ်ရေးနဲ့အလုပ်ဝင်ပြီးပြန်ထွက်တဲ့ကကြအလုပ်ဖောင်တင်တဲ့ခါမှာကုံထုတ်ပြန်ပြောင်းနေရတယ်ဒါပေမဲ့တစ်ခုတော့ရှိတယ်အဲ့လိုလုပ်ပြီးဆိုရင်ဘေးကမကောင်းလေးဆိုတော့ဒီကိုတို့ re-entry လို့ခေါ်ကြတယ်ပေါ့နော်ခြေကူပြန်လာလို့မရတော့အဲ့လိုလုပ်ပြောင်းလိုက်ရင်ပေါ့နော်အဲ့ဒါကိုသတိထားရမယ်နောက်တစ်ခုကြီးချောင်းအားဆောင်ဂုံးကြီးလို့ခေါ်တယ်ကျွန်တော်ဘိုင်နေမရပါဘူးเนาะအလုပ်သမားရုံသွားပြီးတော့ကျွန်တော်တကယ်ချင်းဒီဆက်ရုံဒီလိပ်စာအဲ့လိုမျိုးပြောပြီးတော့တောင်းလို့မရပါဘူးဒါသင်တန်းကျောင်းတွေမှာလည်းဒီဟာပို့ချခဲ့တာဖြစ်ပေမဲ့အခြေခံလေးတွေဖြစ်ပေမဲ့တော်တော်များများကကြာသွားလို့မိတော့တာလည်းဖြစ်နိုင်တယ်ပေါ့เนาะသင်တန်းကျောင်းမှာလည်းမှတ်ရတယ်ရမ်းများလို့တတိမရတော့လည်းဖြစ်ကောင်းဖြစ်နိုင်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီဗီဒီယိုလေးလုပ်ပေးလိုက်ရှင်ဖြစ်ပါတယ်ဆိုတော့ကဲညီကိုတို့အလုပ်ဖောင်တင်တဲ့အချိန်တွေမှာနော်အလုပ်သမားရောက်လို့တကုံစီယာဘာသာစကားအခက်အခဲဖြစ်တာတော့အကူညီလိုအပ်တယ်ဆိုရင်ကျွန်တော်ရဲ့ရုံကိုဖုန်းဆက်ပြီးတော့အကူညီတောင်းလို့ရပါတယ်ကျွန်တော်ရဲ့ရုံဖုန်းနံပါတ်ကိုကျွန်တော်ဒီ link မှာလည်းပို့ထားပေးပါမယ်ပေါ့နော်ချထားပေးပါမယ်ရုံဖုန်းနံပါတ်ကတော့39993939ပြီးဘာသာစကားကတော့ကျွန်တော် line ခွဲပေါ့နော်မြန်မာနံပါတ်15ပြီး star နဲ့ကျွန်တော်စီဖုန်းဝင်ပါတယ်ကြည့်ကျွန်တော်ကရုံမှာမြန်မာတယောက်တည်းရှိတာဖြစ်တဲ့အတွက်တခြားဖုန်းပြောနေတဲ့အချိန်နဲ့ညီကိုတို့ဖုန်းခေါ်နေတဲ့အချိန်နဲ့တိုက်ဆိုင်တော့လို့တခြားတရားရောက်ကဖုန်းကင်ပြီဆိုရင်လည်းကိစ္စမရှိပါဘူးမြန်မာလို့လည်းပြောလိုက်ပါကျွန်တော်ပြန်ခေါ်လာပေးပါမယ်နော်ပြန်ကူညီပေးပါမယ်ရုံးမှာဘာတွေကူညီတောင်းလို့ရလဲလောက်ကစကားပြန်နဲ့ပတ်သက်တာဘာသာပြန်အရေးပေါ်လို့ပြောချင်တာနဲ့ပတ်သက်ရင်ကုန်ရတယ်နော်လောက်ကပဲဖြစ်ဖြစ်ရဲစခန်းပဲဖြစ်ဖြစ်စေယုံပဲဖြစ်ဖြစ်နော်အလုပ်သမားယုံပဲဖြစ်ဖြစ်ပေါ့နော်နောက်တစ်ခုကျမကြီးအာမခံကြွေးကြံဆောင်တာတွေတော့ကျမကြီးအာမခံနဲ့ပတ်သက်တဲ့တည်ကျင်တာလေးတွေကိုလည်းကျွန်တော်ကျမကြီးအာမခံရုံးကိုကျွန်တော်ဖုန်းဆက်ပြီးတော့မေးမြန်းပေးတယ်ပေါ့နော်ညီကိုနဲ့အတူတူပေါ့3ယောက်ပြောတဲ့ပုံစံမျိုးနဲ့ပေါ့နော်အဲ့လိုလုပ်ပေးပါတယ်နောက်ပြီးဗီဇာပြောင်းထားလို့ကျွန်တော်တို့ Samsung အာမခံပေါ့ပြန်လျှောက်တာပေါ့နော်ဒီကိုဒီထွေကြီးကိုလို့ခေါ်တဲ့ချူကူမန်ကြီးပုံဟုံးနဲ့ဂွီဟုပီယုံပုံဟုံးပြန်စရိတ်တွေကိုကျွန်တော်တို့ဒီရုံးမှာလူကိုယ်တိုင်လာတယ်ဆိုရင်ရှောက်ပေးပါတယ်ပေါ့နော်အဲ့လိုမျိုးလုပ်ပေးပါတယ်နောက် EBS account နဲ့ညီကိုတို့မဖွင့်တဲ့လည်းဖွင့်ပေးပါတယ်ဒါကတော့တခြားစင်တာတွေမှာလည်းကူညီတယ်ဆိုပေမဲ့ဒါကျွန်တော်ကဖြည့်ဆွတ်နေတဲ့ညီကိုတို့ကိုကျွန်တော်ရုံးမှာဘာလုပ်လဲဆိုတာလေးကိုကျွန်တော်ကညီကိုတို့ sharing လုပ်ပေးခြင်းပေါ့နော်ပြောပြခြင်းဖြစ်ပါတယ်အားလုံးအဆင်ပြေပါစေလို့ဆုတောင်းပါတယ်အလုပ်ထွက်တိုင်းညီကိုတွေအလုပ်မြင်မြင်ရကြပြီးတော့တဘောကောင်းတဲ့တထေးမှာအလုပ်ရကြပါစေလို့ဆုတောင်းရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးသတ်ချင်ပါတယ်ဗီဒီယိုလေးအဆုံးသတ်ခင်မှာဒီဟာလေးကညီကိုအတွက်တစုံတရာအကျိုးရှိတယ်ဆိုရင် like and share လေးနဲ့ကျွန်တော်ကိုပြန်လည်ကူညီပေးသွားဖို့ကျွန်တော်မြတ်တာရက်ခံပါတယ်တောင်းဆိုရှင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်